မင်္ဂလာပါခင်ဗျာIO ကွန်ပျူတာဘုတ် channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့သင်ခန်းစာလေးကတော့ကွန်ပျူတာ basic အခြေခံ8ခု8ပေါ့နော်ကျွန်တော်တို့1 2 3 4 5 7 ထိတင်ပြီးသွားပြီဒီနေ့ကတော့ basic 8ပေါ့နော် basic 8မှာဆိုဘာကိုရှင်းပြတာပြီးလဲဆိုရင် basic 7 နဲ့တူတူပါပဲ basic 7မှာကျတော့ control panel အကြောင်းပေါ်ပါInstall program ရဲ့နောက်ပြီး mouse အကြောင်းကိုနှစ်ခုရှင်းပြပြီးပြီဒီ profile မှာကျတော့ basic 8အနေနဲ့အဲဒီက control panel ရဲ့အကြောင်းကြံခဲ့တဲ့ဟာတွေကိုထပ်ပြီးရှင်းပြပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဘာတွေကြံသေးလဲဆိုရင် power option ရဲ့ date and time ရဲ့ file ရဲ့ user account ရဲ့ဆိုပြီးတော့၄ခုထပ်ကြံပါခဲ့တယ်ပေါ့နော်အဲ့၄ခုကို control panel ရဲ့အသုံးပြုတဲ့နည်းကိုရှင်းပြပေးမှာ okay power option ဆိုတာကဘာကိုပြောတာလဲဆိုရင်ကျွန်တော်တို့တွေ computer ကိုကmouse computer ကိုပေါ့နော် screen ကိုဒါမှမဟုတ် keyboard တော်၎င်း mouse တော်၎င်းမထိဘဲနဲ့15မိနစ်ဒါမှမဟုတ်မိနစ်20အဲ့လိုမျိုးပေါ့ထားလို့ရှိရင် computer auto sleep ဖြစ်သွားတယ်ဒါကြောင့်ကျွန်တော် auto sleep ပိတ်တဲ့နည်းကိုဒီဘန်လေးမှာရှင်းပြပြီးမှဖြစ်တယ်ပေါ့နော် power option မှာ auto sleep ပိတ်တယ်ကိုက computer မထိဘဲနဲ့ computer တောက်လျှောက်ဖွင့်နေရမယ်အဲ့ဒီပုံစံလေးလုပ်တဲ့နည်းလမ်းလေးပေါ့နော်အဲ့တော့ power option အကြောင်းနောက်ပြီးဒါကကျတော့ sleep လုပ်တာပေါ့နော် computer ကို computer ကိုမထိလို့ရှိရင်sleep ဖြစ်တယ်အဲ့ဒီမှာဘယ်မှာအဲ့ဒါတက်လဲဆိုတော့ software down တာတို့ copy ကူးတာတို့ဆိုရင်ကိုက screen ကိုမထိတော့ဘူးတခြားရင်မှုချိုးတယ်ထမင်းစားတယ်အလုပ်လိုက်လုပ်တယ်အဲ့ဒီမှာကွန်ပျူတာ sleep ဖြစ်သွားရင်အဲ့ဒီ down လာတဲ့ software တွေ copy ကူးတာဟာလေးဒါမှမဟုတ်လို့ရှိရင်အကုန်လုံးရပ်သွားတယ်အဲ့ပြဿနာပေါ့နော်ဒါကြောင့်မလို့ auto sleep ကိုပိတ်ထားလိုက်ရင်ဖွင့်လာလိုက် set shut down မလုပ်တဲ့မချင်းကိုကွန်ပျူတာကပွင့်နေလိမ့်မယ်အဲ့ပုံစံလေးပြုလုပ်တဲ့နည်းကိုအသေးစိတ်ရှင်းပြပေးမယ်ပေါ့နော်နောက်တစ်ခုကကျတော့ day in time ဆိုတာကကျတော့နာရီအချိန်ပေါ့နော်အချိန်ကြည့်တာ day in time ဆိုတာကကိုယ့်ရဲ့ချစ်သူကမလေးမှာရောက်နေတယ်စင်ကာပူရောက်နေတယ်ဒီအချိန်ကမလေးကဘယ်နှနာရီလဲအဲ့လိုမျိုးပေါ့ဒါမှမဟုတ်လေကိုယ့်ကွန်ပျူတာကထိုင်းနိုင်ငံမှာပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံပြန်သွားခဲ့ဆိုရင် day in time ဆိုတဲ့အချိန်နဲ့နာရီကိုချိန်ကျင်နေဆိုရင်တော့အဲ့ဒီမှာတက်ချိန်ရတဲ့နီး fault ကတော့ဒါ fault အလှလေးတွေထည့်ရင်ဒီကိုရောက်လို့ဆိုတဲ့အကြောင်းလေးပဲနောက်ပြီး user account ဆိုကိုယ့်ရဲ့ computer ကိုသူများက Windows တင်လိုက်တယ် Windows တင်လိုက်တဲ့ခါမှာကိုကကိုနာမည်နဲ့မဟုတ်ရင်ကိုကအဲ့ Windows ကိုကိုယ့်ရဲ့ user account ကိုနာမည်နဲ့ကိုပြောင်းလို့ရဒီနည်းလေးတွေကိုဒီလေ့လာပါ okay အဲ့ဆိုနံပါတ်1 power option ကြောင်းဒါဆိုတို့ကဘာလုပ်မလဲ control panel ကိုဖွင့်လိုက်control panel ဖွင့်ပြီးတော့ဒီမှာဘာရွေးပြရမလဲဆိုရင်ဒီနေရာမှာတို့ကဘာလာဂျာရွေးထားပြီးဟုတ်ပြီနော်ဒါ view by ဟိုနေ့သင်ခန်းစာတိုင်းတူတူပဲနော်ပြီးရင်တို့မှာဒီမှာ power option ကိုတွေ့အောင်ရှာဒီလို power ပုံစံလေးတွေ့လားဒီမှာတွေ့လိမ့်မယ်နော်ဒါ power ပုံစံလေးနဲ့ power option okay အဲ့ဒါကိုလက်ကလေးထောက်လိုက်ထောက်ပြီးသွားလို့ရှိရင်တို့ဒီမှာဆိုရင်ဒီမှာ chain pan setting ဆိုတဲ့ဟာလေးရှိတချို့ကြတော့2ခုတချို့ကြတော့ဒီလို2ခုရှိတယ်ဒီလိုမျိုးဖြစ်နေရင်ဒါကိုနှိပ်လိုက်ဒါလေးကိုနှိပ်လိုက်လို့ရှိရင်အောက်ကနေပြီးတော့နောက်တစ်ခုတက်လာတယ်အဲ့ဒီမှာတို့က chain pan setting တွေတို့ကပြင်လာပြရအောင်အဲ့တော့ chain pan setting ကိုတစ်ချက်ကလစ်လိုက်ဒါဆိုရင်ဒီလိုပေါ်လာတယ်အဲ့ဒီမှာတို့ကပုံမှန်ကွန်ပျူတာတွေဆိုရင်တော့15တို့ဒီလိုမျိုးတွေဖြစ်နေလိမ့်မယ်ဒီလိုမျိုးတွေဖြစ်နေလိမ့်မယ်ပုံမှန်ကွန်ပျူတာတွေပေါ့နော်ဒါကြောင့်မလို့ဒီလိုဖြစ်တို့ကဒါကိုဘာလုပ်ရမလဲဆိုတို့ကချိန်ပေးရမယ်ဒါကိုဘယ်လိုချိန်ပေးရမလဲဆိုရင်အဲ့ဒီကိုတို့ကဒီဟာကိုတစ်ခုထောက်ပြီးတော့ဟိုးအောက်ဆုံးမှာနေပါဆိုတဲ့ဟာလေးရှိတစ်ချက်ကလစ်လိုက်ဟုတ်ပြီနော်အကုန်လုံးလိုက်လို့ပေးရမှာနေပါကိုထောက်ပေးရမှာတစ်ချက်ကလစ်တယ်နေပါကိုကလစ်မယ်ဒါကိုတစ်ချက်ကနေပါကလစ်ပြီးရင်စေချိန်နေလိုက်နောက်ပြီးချိန်ပတ်စတင်တူတူပဲတူလဲအဲ့တိုင်းပဲနေပါကိုရွေးပြီးတော့လိုက်ပြီးတော့စေချိန်လုပ်ပေးရမှာဒီဟာတွေအကုန်လုံးပြင်ပေးရမှာဘာကြောင့်လဲဆိုရင်နေပါဆိုတာဘယ်တော့မှမပိတ်တော့ဘူး shut down ဖြစ်မှကွန်ပျူတာပိတ်မှာဟုတ်ဒါအရင်ရေးကြည့်တယ်နော်ဒီသင်ခန်းစာနော် power option ကိုကျွန်တော်တို့ပိတ်ထားရတာပေါ့နော်မပိတ်ဘဲနဲ့ကိုကဖွင့်လာလို့ရှိရင် copy ကူးနေတယ်ကိုကတော့အကြည့်တချို့နေစက်ကို copy ကူးထားတယ်ဒါမှမဟုတ် software down ထားတယ်အလုပ်လုပ်ထားတယ်ကိုကတော့သွားချင်တယ်ဒါတော့ beauty ဖြတ်လုပ်ထားတယ်စက်က15မိနစ်မထိဘူးဒီ mouse တွေကို keyboard တွေကိုမထိရင်သူက sleep ဖြစ်သွားတယ်ဒီနေရာမှာပေါ့နော်sleep ပိတ်ထားရတယ်ဆိုလို့ရှိရင်15မိနစ်နဲ့ရွေးထားတယ်ဆိုရင်ဒါဆိုလို့ရှိရင်သူကကွန်ပျူတာကိုမထိဘဲနဲ့15မိနစ်မထိဘဲနဲ့ကိုကသူကဘာဖြစ်သွားလဲ auto sleep ဖြစ်သွားတယ်စိတ်ချိန်နဲ့ဟုတ်တယ်နော်ဒါကြတော့အဲ့တော့ကျွန်တော်ကအဲ့ဒါကိုမကြိုက်ဘူးဒါကြောင့်မလို့ power option မှာဘာဖြစ်လဲကျွန်တော်နေပါပဲရွေးထားပြီးတယ် okay အဲ့ဆိုရင်ဒီသဘောတရားလေးနားလည်လိမ့်မယ်နော်အဲ့တော့တကယ်လို့ကိုယ့်ရဲ့ကွန်ပျူတာမှာဒီ chain map setting တချို့က3ခုရှိတယ်တချို့က2ခုရှိတယ်တချို့က1ခုရှိတယ်3ခုရှိရဆို3ခုလုံးလိုက်ပြီးတော့နေပါလုပ်ပေးရမှာနော်တစ်ခုဆိုရင်တစ်ခုပဲနှစ်ခုမှ2ခုဖြစ်တော့ကြောင့်မလို့2ခုတိတ်ပြီးတော့နေပါလိုက်ရွေးပေးရတယ်ပြီးရင်စေချိန်နေရမှာနော် okay ဒါဆိုရှေ့ပြန်ထွက်မယ်ဒါဆိုရင် power option ကြောင်းကိုနားလည်မယ်လို့ထင်တယ်ပေါ့နော်
Okay နော် power အရှင်ကြောင်းကိုအလုံးနားလည်လိမ့်မယ်ဒါကြတော့ power အရှင်လုံးဆောင်ချက်ဘာကြောင့်လဲဆိုတာရှင်းပြပြီးပြီ Okay နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်နောက်တစ်ခုကဘာလဲ date in time ဆိုတာကကိုယ့်ရဲ့ကွန်ပျူတာမှာနိုင်အချိန်တွေကိုနိုင်ငံအလိုက်ချိန်ရတာပေါ့နော် Okay date in time ဆိုတဲ့စာသားလေးကိုလိုက်ရှာမယ်ဒီမှာ date in time တွေ့ရနော် date in time ကိုတစ်ချက်ကလစ်မယ်ကလစ်ပြီးသွားလို့ရှိရင်ဒီလိုပေါ်လာရင်ဒီမှာဆိုရင်တွေ့လားအောက်ဆုံးမှာချိန်တိုင်းစွန်းဆိုတဲ့ဟာလေးကိုနှိပ်လိုက်နှိပ်ပြီးဒီနေရာမှာပေါက်တက်လာတယ်အဲ့ဒီပေါက်မှာတို့ကဘာလုပ်ပေးရမလဲဆိုရင်ကိုရောက်တဲ့နိုင်ငံကိုရွေးပြီးပေါ့နော်ကိုကမြန်မာနိုင်ငံမှာလားထိုင်းမှာလားမလေးလားဘန်ကောက်လားပေါ့မလေးဆိုရင်မလေးရွေးပေးရမယ်စင်ကာပူဆိုစင်ကာပူရန်ကုန်ဆိုရန်ကုန်ပေါ့နော်ဘကူဆိုဘကူကျွန်တော်ဘန်ကောက်ဖြစ်တယ်နော်ဘန်ကောက်ကိုရွေးထားပြီးဒါကြောင့်ဘန်ကောက်ရဲ့အချိန်စရာကိုသိရတယ်ဒါလို့ကိုချစ်သူကဟိုစင်ကာပူမှာရှိတယ်ဒါဆိုစင်ကာပူရှာလိုက်ဒီအချိန်ဘယ်နာရေးဆိုတော့သူ့ကိုကြည့်လို့ရတယ်ဒါလို့ကိုချစ်သူကမလေးမှာဆိုရင်လည်းမလေးရဟာကိုရှာလိုက်ဟောင်ကောင်ဆိုဟောင်ကောင်ရှာလိုက်ရုံပဲအဲ့ဒါအချိန်နဲ့သိရတယ်နော်ဒါသဘောပြတာပေါ့နော်ဒါကြတော့ကိုကွန်ပျူတာရဲ့နာယီပေါ့နော်နာယီအချိန်ပေါ့နော် Okay ဒါဆိုရလိမ့်မယ်နော်ဒါဆို apply ထောက်မယ် Okay ထောက်ဒါချိန်တိုင်းဆုံးမှာတို့ကသပြင်ရတာနော်ဟုတ်ပြီနော်ရမယ်နောက်တစ်ခုကကြတော့ဗာလဲဆိုရင်နောက်တစ်ခု fault ကြောင်း fault ကကြတော့ဗာလဲဆိုကိုယ့်ရဲ့ကွန်ပျူတာမှာကိုက fault တွေကိုကအလှထည့်ရတာကျွန်တော်တို့အင်္ဂလိပ်ဆိုအင်္ဂလိပ်စာ fault ယူယူမြန်မာစာကိုမြန်မာစာ fault လို့ယူယူဟုတ်နော်စောကြီး1ယူယူပဲရှိတယ်အဲ့တော့ fault လှတွေထည့်မယ်ဆိုရင်ဘယ်ကိုရောက်သွားလဲဆိုရင်အဲ့ဒီ fault တွေကိုရောက်သွားတယ်အဲ့ဒါကိုပြောပြတာဒီမှာဒါဒီကိုရောက်သွားတယ်နော်တစ်ချက်ကလစ်ကြည့်လိုက်မယ်ဒါဆိုရင်ဒီမှာမကြ fault တွေကအများကြီးပဲတော့မြန်မာစာ fault လှတွေအင်္ဂလိပ်စာ fault လှတွေဒီပုံမျိုးတလားဒီနေရာမှာကိုမလို့ကျင်တော့ပြန်ထုတ်ကျင်တော့ဒီ fault တွေကိုမကြိုက်လို့ပြန်လုပ်ကျင်တစ်ချက်ထောက်လိုက်တယ်ပြီးသွားလို့ရှိရင် install ဆိုတဲ့ဟာလေးနှိပ်လိုက်ဒါဆိုရင်ဘာလို့လဲပြထွက်သွားတယ်အဲ့ဒီ fault ကနားလည်မယ်နော်ဒါ fault နဲ့ပတ်သက်ပြီးဘယ်လိုကျင်တဲ့ fault ဆိုရင်တစ်ချက်ကလစ်ပြီးတော့နှိပ်ထုတ်လိုက်တာနဲ့နေပါပြောရလဲလိုက်လေ fault ဒါသိရှိရဖို့ပဲပေါ့နော်ကိုကွန်ပျူတာတွေကိုဖောက်တွေအများကြီးထည့်ထားတယ်ဒီမှာရောက်တယ်ဟုတ်ဆိုကြောင့်အင်္ဂလိပ်စာဖောက်လာရှိတယ်မြန်မာစာဖောက်လာရှိတယ်ပေါ့နော်နောက်ပိုင်းကျရင်ရှင်းပြပြီးမယ်အဲနောက်ထပ်သင်ခန်းစာတွေလည်းဆက်ကြည့်ပေါ့နော်ဖောက်ထည့်သွင်းတဲ့နည်းတွေပါလာလိမ့်မယ်နော်အရင်ရေးကြည့်တယ်အဲ့ဒါတွေက Okay နောက်တစ်ခုပါလဲ user account အရင်ရေးကြည့်တယ် user account ဘာကြောင့် user account ရေးကြည့်လဲဆိုရင်ကိုကွန်ပျူတာကိုသူများကဝင်လို့တင်ပေးလိုက်တယ်ကိုနာမည်မဟုတ်ဘူးဒါဆိုရင်ကိုဘာလုပ်မလဲကိုနာမည်ချိန်ထားမယ်တကယ်လို့ကိုကွန်ပျူတာကိုသူများကလာပြီးတော့အသုံးပြုမယ်အသုံးပြုလို့မရအောင်လုပ်မယ် password ချိန်ထားမယ်ဒီမှာလောက်တာဒီမှာ user account ကိုရှာပါလူပုံစံလေးနဲ့တစ်ချက်ထောက်လိုက်မယ်ဒီမှာကကြတော့ဒါ password မရှိလို့ password မလုပ်ထားတဲ့အတွက်ကြောင့်ဒီကွန်ပျူတာက password မပေါ်တကယ်လို့ password လုပ်ထားရင်ဒီကမှာ password ပေါ် chain password ဆိုတာရှိတယ်အဲ့တော့ chain password ကိုနှိပ်ပြီးတော့ကိုက password ပေးလိုက်ရုံပဲchain u က account name ကကြတော့ဒါတစ်ချက်ထောက်လိုက်ဒါနာမည်ပြောင်းမယ်ဒီမှာဆိုရင်ဘာနာမည်လဲဘာမစ်ပေါ်ပြီးရဘာ ms မစ်ကိုဘာမစ်ကိုဘာလို့လဲ ms မစ်ဘာမစ်ပြီး chain စီ okay ပြီးလိုက်ဒါဆိုလို့ရှိရင်ရှိပြီးသားအဲ့ဒါဆိုရင်ဥပါမစ် u b အေးဘာအမတ် peace change နေလိုက် okay ဒါဆိုဘာဒီနာမည်ပြောင်းသွားတယ်ဗာလဲဥပါမစ်ဟုတ်ပြီနော်နားလည်လိမ့်မယ်နော်တကယ်လို့ဒီမှာ change your password ရှိတဲ့အခါကြလို့ရှင်နော်change your password နဲ့ပြီးကို password ပြောင်းပေးလိုက်ရောပဲဟုတ်ပြီနော်ဒါဆိုရင်ကိုကွန်ပျူတာဒါပေမဲ့ password တော့မေ့လို့မရဘူးနော် password မေ့လို့မရအဲ့ဒါသတိထားရမယ်နော် password မေ့သွားရင်ဘာလို့မရတော့ဘူးနော်ဒါပေမဲ့ပြန်တော့ဘာလုပ်လို့ရရနော် password ပေးတဲ့လူတွေသတိထားနော် password ပေး okay အဲ့ဆိုရလိမ့်မယ်နော်အဲ့ဆိုရင်ဒီနေ့သင်ခန်းစာ control panel အကြောင်းလေးရတော့ဒီလောက်ပါပဲပေါ့နော်အားလုံးရလိမ့်မယ်လို့မျှော်လင့်နေ control panel မှာနောက်ထပ်သင်ခန်းစာတွေရှိသေးတယ်ပေါ့နော်ဒါနောက်ပိုင်းကျမှအဆင့်မြင့် level ပိုင်းတွေဒါအခြေခံလောက်ပဲနောက်ပိုင်းကျကျွမ်းကျင်တဲ့ပိုင်းရောက်လာမှာ backup restore ကွန်ပျူတာ backup ဘူးလုပ်တယ်ဒါတွေအစားဒီမှာအများကြီးပဲရှိသေးတယ်နောက်ပိုင်းကျမှသင်ရမယ်ပေါ့နော်ဘူးတော့ဆရာတော့လိုအပ်တာလေးကဒီ6ခုပဲရှိရတော့ဒီ6ခုလေးပဲရပြီပေါ့နော်Okay အဲ့ဆိုရင်တော့ကွန်ပျူတာbasic 8ကတော့ဒီလောက်ပါခင်ဗျ9ကိုဆက်ဆောက်ပါနောက်ထပ်ကျွန်တော်ရဲ့သင်ခန်းစာကွန်ပျူတာအခြေခံတွေကိုမိမိတကယ်လေ့လာနေတယ်ဆိုရင်တော့ like comment လေးရေးခဲ့ပြီးကိုယ့်ရဲ့သင်ရမိတ်ဆွေတွေကိုလည်းဒီ plan လေးပို့ပြီး Okay အားလုံးပဲbye bye